ကားပြောလုံးရင်လည်းပေါ့နော်သူများကိုပေါ့နင်းသွားကြတယ်ပေါ့နော်ကိုကမာနာကြီးရင်လည်းပေါ့အစင်မပြေဘူးပေါ့ဒါကပဲရောက်အစွန်းတစ်ဖက်ကိုရောက်နေတာပေါ့နော်ကိုအစွန်းလွတ်အောင်နေတာအကောင်းဆုံးပဲအနည်းခံရလည်းမလို့သူများကိုမောင်းပါစရာလည်းမလိုဘူးပေါ့နော်ဒါဒီနှစ်ခုအဲ့တော့ပြောချင်တာကတော့လွတ်ကပ်ပဲလွတ်တောင်းပေါ့အပေါ်လည်းမောကြည့်စရာမလိုအောက်လည်းကြည့်စရာမလိုအောက်ကိုလည်းဖိနှိမ့်တဲ့အနေနဲ့ကြည့်စရာမလိုအပေါ်ကိုလည်းကိုယ်နင်းသွားမယ်လို့လည်းဖားစရာမလိုဘူးပေါ့နော်ဒီနှစ်ခုမှန်မှန်ကန်ကန်ကိုလန်းကိုရှောက်ရဲတဲ့တတ္တိရှိဖို့လိုတာပေါ့ဗျာလူသားတွေအားလုံးအတူတူပဲဆိုတဲ့ဒီအမြင်တကူလိုအပ်တယ်ဆရာတို့ကသူများမျက်နှာကြည့်ရတယ်ဆိုတာမကောင်းကိုယ်ပေါ်နေမဲ့လူလည်းမျက်နှာကြည့်နေရတယ်ကိုယ်ကလူတွေဆိုလို့ချင်းလည်းအစဉ်ပြေလာကြည့်ရပြန်အဲ့တော့ဆရာတို့ကသူများမျက်နှာမကြည့်ရပဲနဲ့ပေါ့အားလုံးအပေါ်မှာမျှမျှတတမှန်မှန်ကန်ကန်မြင်နိုင်တဲ့အတိတရားတစ်ခုလှုပ်ဆောင်မဲ့အလုပ်တစ်ခုလိုတာပေါ့ဘာလို့ရမှာလဲဆိုတော့ကိုကမှန်မှန်ကန်ကန်လူချင်းအတူတူမြင်တတ်တဲ့ရှုထောင့်တစ်ခုကြည့်တတ်ဖို့လိုတာပေါ့နော်ကံလည်းကောင်းပါစေဉာဏ်လည်းကောင်းပါစေ